ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ပခုတ်ကူမှာလူငယ်အိမ်30ကျော်ကိုစစ်ကော်မရှင်ကမိရှို့ခဲ့တယ်လို့သိရပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကော်မရှင်တပ်သားတွေကမိရှို့ခဲ့တာကြောင့်လူငယ်အိမ်အလုံး30ကျော်မိလောင်ပျက်စီးသွားခဲ့ရတယ်လို့ဒေသခံတွေကပြောကြပါတယ်။ပခုတ်ကူမြို့နယ်အနောက်ချမ်းမှာရှိတဲ့ရေလာကြီးကျေးရွာကိုမတ်လ4ရက်နေ့မွန်းလယ်12နာရီကျော်လောက်မှာစစ်ကော်မရှင်စစ်ကြောင်းကဝင်ရောက်မိရှို့ဖျက်ဆီးသွားခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။အင်ချေ300ဝန်းကျင်ရှိတဲ့အဲ့ဒီကြီးရွာကကြီးရွာသား1000လောက်ဟာလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ရေလာကြီးကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဘဲနဲ့လူနေအိမ်တွေကိုအခုလိုအကြောင်းမဲ့ဝင်ရောက်မိရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ရေလာကြီးကြီးရွာကိုစစ်ကော်မရှင်ကမိရှို့တာဟာအခုတစ်ချိန်နဲ့ဆို3ချိန်အထိရှိသွားပြီလို့လည်းဒေသခံတွေကပြောကြပါတယ်ရှင်။